ကျင်းတင်ခတ်တူယူသွားတာတော့မဟုတ်ပါဘူးနော်ဒါမှမဟုတ်ပြဿနာလာစားနေတာလားဒီကောင်ကအမြဲတမ်းတွက်ချက်ရတာကြိုက်တယ်ဒီတခါလက်ပြင်ဆင်ထားပြီးလာတိုက်ခိုက်တာနေမှာစီမှုရဲ့ညီမနဲ့ဝန်တင်ဟုံတို့ကအောက်ကနေပြောနေပါတယ်ကျင်းတင်ရဲ့အဖေကလည်းအောက်ကိုဆင်းလာဖို့တူတာကိုပြောပေမဲ့တူတာကဆင်းမလာပဲကျွန်တော်ဘလောက်တော်ကြောင်းအဖေကိုတက်တိပြမယ်ဆိုပြီးပြောလိုက်ပါတယ်အပေါ်ကတိုင်လူကြီးတယောက်ကပြိုင်ပွဲဆင်ဖို့ကိုတက်လာပြီးရင်စိန်ခိုတူပဲတခြားလူတွေလာတားလို့မရတော့ဘူးပြိုင်ပွဲကိုကြည့်ကြည့်ရင်အပေါ်မှာလာကြည့်ဖို့အပေါ်ကတိုင်လူကြီးကကျင်းထင်းရဲ့အဖေကိုပြောလိုက်ပါတယ်သူတို့နှစ်ယောက်စပြီးတိုက်ခိုက်ကြပါတယ်ကျင်းထင်းကတော့အတကုံအစွမ်းအားထုတ်ပြီးစီမှုကိုအပြင်းအထန်တိုက်ခိုက်နေပါတယ်စီမှုကခန့်စစ်နဲ့ပဲတိုက်ခိုက်နေပြီးကာကွယ်နေပါတယ်ကျင်းအိမ်ကလူဖြစ်နေလို့စီမှုကညှာပြီးတိုက်ခိုက်နေပါတယ်ကျင်းထင်းရဲ့အဖေကအပေါ်ကိုတက်ပြီးထိုင်ကုန်မှာထိုင်နေရင်ဘာလို့သူ့ရဲ့တာအခုလိုလာတိုက်ခိုက်နေတာလဲသူနားမလဲနိုင်ပဲဖြစ်နေပါတယ်ဒီနေ့ကျမှကျင်းထင်းကဘာလို့ချက်ချင်းကြီးစွမ်းအားတွေများနေတာလဲအောက်ကကြည့်နေတဲ့စီမှုရဲ့ညီမကပြောနေပါတယ်ကျင်းထင်းရဲ့စွမ်းအားဒီလောက်ထိတိုးလာမယ်လို့မထင်ထားဘူးအခုသူ့ကိုကြည့်ရတာအရင်ကထပ်ထောင်ပူပြီးတော်လာသလိုပဲဝူအိမ်ကတခင်ကြီးကသူ့ဘေးကကျင်းအိမ်ကတခင်ကြီးကိုပြောနေပါတယ်အောက်မှာတော့တိုက်ပွဲကအစိမ်ကောင်းနေတုန်းပဲဟိုကောင်ကတော့ဖိပြီးတိုက်ခိုက်နေပါတယ်စီမှုကဆောင်လို့ရတဲ့တိုက်ပွဲတွေကိုဆောင်ရင်းဆောင်လို့မရတဲ့တိုက်ခိုက်မှုတွေကိုဓာချက်တွေနဲ့ပြန်ကာကွယ်နေပါတယ်တိုက်ခိုက်နေရင်ကျင်းထင်းရဲ့ချိကန်ချက်တစ်ချက်စီမှုထိမိပြီးအနောက်တို့ဆုတ်ပေးလိုက်ရတယ်စင်အောက်တို့ပြုတ်ကြဖို့အနေငယ်တာလိုတော့တဲ့ဒါကိုကျင်းထင်းကအခွင့်ကောင်းယူပြီးပြေးလာပြီးတော့အပေါ်ကိုခုန်တက်ပြီးဓာနဲ့ခုတ်ချပါတော့တယ်ဒါပေမဲ့သူခုတ်လိုက်တဲ့ဓာချက်ကစီမှုကိုဓာချက်ကမထိမိပဲသူ့ရဲ့ဓာပေါ်မှာစီမှုကရက်နေပါတယ်ပြီးတော့တခြားနေရာကိုခုန်သွားလိုက်ပါတယ်စီမှုရဲ့တဲထိတ်ရင်ကိုလှုပ်ရက်တွေကြောင့်အောက်ကလူတွေအကုန်လုံးနဲ့စီမှုကိုအော်ဟစ်ပြီးအားပေးနေပါတယ်အဲလိုအောက်ကစီမှုကိုအားပေးစကားကြားလေကျင်းထင်းကဒေါ်ဒထွက်ပြီးတော့စီမှုကိုတက်ချင်နေပဲကိုလက်ထဲကတူမကိုတခြားတယောက်အနောက်ကိုလိုက်သွားသလိုဖြစ်ရမျိုးပေါ်ကျင်းထင်းကဗဇက်ကနေလဲစီမှုကိုဆဲဆူပြီးတိုက်ခိုက်နေပါတယ်ငါကဒေါ်လေးကြီးမျက်နှာကြောင့်အခုလိုတီးခန့်နေတာဒီထက်လွန်လာရင်ငါအဆိုးမဆိုးနဲ့လို့စီမှုကပြန်ပြောလိုက်ပါတယ်စီမှုရဲ့ညီမကဘာလို့အကူကမတိုက်ခိုက်ပဲဆောင်နေတာလဲသူ့ဘေးကဝန်တင်ဟုံကိုမေးလိုက်ပါတယ်စီမှုကကျင်းထင်းရဲ့တိုက်ကွက်အားနဲ့ကြွတွေပေါ်လာအောင်တမင်ဆောင်ပြီးတိုက်ခိုက်နေပါတယ်လို့ဝန်တင်ဟုံကစကားတော့မဆုံးသေးဘူးကျင်းထင်းရဲ့မျက်နှာကိုစီမှုကလက်တီနဲ့ထိုးလိုက်ပါတယ်ကျင်းထင်းကတော့လွင့်ထွက်သွားပြီးတန်းစင်းလိုခဏအိတ်သွားပါတယ်ကျင်းထင်းကတော့ပြန်ထားလာပေမဲ့တန်းစင်းကတော့ပြန်ထားမလာခဲ့ဘူးကျင်းထင်းကအခုတခါမူမမှန်တော့ပဲတာမြင့်စီဝါတောက်ထားတဲ့အစိမ်ကြောင့်သူ့ရဲ့တိုက်ခတ်မှုကြောင့်စီမှုဒီတခါတော့ခံနေရပြီးဗဇက်ကနေလည်းတွေးအနေငယ်ထွက်လာပါတယ်ကျင်းထင်းရဲ့မူမမှန်တဲ့လှုပ်ရက်နှခမ်းနာကိုမှလည်းအမဲရောင်အကူငွေတွေထွက်နေတာအားလုံးမြင်သွားပြီးဒါကတွေးယူတုတ်စီလုံးပဲဒီစီလုံးတောက်ထားတဲ့လူကအချိန်အတူအတွင်းမှာအားအင်းတွေမြင့်သွားပေမဲ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲစိတ်ဝိညာဉ်ကိုထိခိုက်စေနိုင်တယ်ဒီထက်ပမာဏများပြီးပို့တုံးမိရင်ယူသွားနိုင်တယ်လို့သူ့ဘေးနာကလူတွေကိုဝန်တင်ဟုံကပြောနေပါတယ်သူတို့နှစ်ယောက်တိုက်ခိုက်နေရင်စွမ်းအားချင်းပြိုင်နေတဲ့အချိန်မှာပဲကျင်းထင်ကလွင့်ထွက်သွားပြီးအဝေးမှာလဲကျသွားပါတယ်အားလုံးကလည်းစီမှုနိုင်ပြီလို့အော်ပြောနေပါတယ်ထို့အချိန်မှာကျင်းထင်ကပြန်ထလာပြီးစီမှုကိုခွေယူတကောင်လိုအတိစိတ်လွတ်ပြီးတိုက်ခိုက်နေပါတယ်ထို့အချိန်မှာကျင်းထင်ကသူ့ရဲ့ဓာကျိုးသွားတဲ့ဓာကျိုးအပိုင်းစားကဆင်အောက်မှာတွားဆိုင်နေခဲ့ပါတယ်တိုက်ခိုက်နေရင်အစိမ်လွန်သွားတဲ့ကျင်းထင်ကခဏကဓာနဲ့မျက်နှာထိုးမိတော့မဲ့အချိန်မှာစီမှုကအပေါ်ကနေတူးကိုဆွဲထားပါတယ်ဒါကိုကျေးဇူးမတင်တဲ့အပြင်တကောက်တာကလေဘော်ကိုခုန်တက်ပြီးစီမှုကိုပြင်းထန်စွာတိုက်ခိုက်နေပါတယ်ဒီတခါတော့စီမှုမညတော့ပဲကျင်းထင်ရဲ့မျက်နှာကိုစွမ်းအားအပြည့်တုံးပြီးထိုးလိုက်ပါတယ်ကျင်းထင်ကတော့ဆင်အောက်မှာခွေးကျသွားပါတယ်ပြူကျသွားတဲ့သူ့အနာကိုသူ့အဖေရောက်လာပြီးကျင်းထင်ကိုပွင့်ဖက်ထားပါတယ်စီမှုရဲ့ညီမကတော့သူ့အကိုနိုင်တယ်ဆိုပြီးအပျော်လွန်ပြီးဝန်တင်ဟုံကိုဖတ်ပြီးအော်ပြောနေပါတယ်ပြီးတော့မှတတိထားမိပြီးဝန်တင်ဟုံကိုဆက်ရန်ပြီးတွန်းထုတ်လိုက်ပါတယ်သူကစဖတ်ပြီးသူကပဲပြန်တွန်းထုတ်နေပါတယ်အပေါ်ကတိုင်လူကြီးကအခုပွဲမှာစီမှုအနိုင်ရရှိပါတယ်လို့အော်ပြောလိုက်ပါတယ်အောက်ကပလိတ်တက်တွေတဲ့စီမှုကိုအော်ဟစ်ပြီးအားပေးနေပါတယ်တိုင်လူကြီးကစီမှုကိုစိန်ခေါ်မဲ့လူမရှိရင်အနိုင်ပေးမယ်လို့ကြေညာမဲ့အချိန်ဝူအိမ်ကတခင်လေးကပြန်ပွဲစင်ပေါ်တို့တက်လာခဲ့ပါတယ်အခုအပိုင်းမှာတိုက်ခိုက်တဲ့အခန်းတွေများလို့တင်ဆက်တာတူသွားရင်တီးခံပေးပါအောင်နော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တင်ဆက်ပေးတဲ့အပိုင်းကတော့ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe နဲ့ Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားပေးတဲ့တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်